လုပ်လို့မရဘူးသူပြင်ဒီတရားအထုတဲ့နေရာမှာနော်ပထမဆုံးသင်ယူရတယ်သင်ယူတာပရိယတ်တိကိုစာလို့ပြောတာမဟုတ်ဘူးပရိယတ်တိကစာမဟုတ်ဘူးနော်ဒါဘာသာပြန်နေနဲ့အားနည်းတယ်ပရိယတ်တိကစာပေမဟုတ်ဘူးအဲစာနဲ့သင်မှာပရိယတ်တိလို့ထင်တယ်ဒါဘုန်းကြီးကျောင်းတွေမှာဘုန်းကြီးတွေဒီကိုရင်နေစာသင်တာကိုပရိယတ်တိလို့ထင်တာမဟုတ်ဘူးနော်တရားနဲ့ပတ်သက်လို့သူများရှိရာသင်ယူတာအားလုံးကပရိယတ်တိပဲလူလည်းပရိယတ်တိပဲဘုန်းကြီးလည်းပရိယတ်တိပဲသီလရှင်လည်းပရိယတ်တိပဲစာအုပ်ကြီးကန်ပြီးတော့ဘုန်းကျောင်းသားနေမှာပရိယတ်တိမဟုတ်ဘူးအဲတော့ပရိယတ်တိဆိုတာသူများရှာသင်ယူရတာသင်ယူရမှာကိုယ်ကဘာမှမသိရဘူးနော်သူများရှာသင်ယူတာသင်ယူတဲ့ခါကျတော့ဘာတွေရလဲဆိုတော့ information တွေရတာပေါ့သတင်းချက်လက်တွေရတာပေါ့သူများလောက်ထားတာတွေသူများအတွေ့အကြုံတွေသူများစူးစမ်းထားတာတွေအကုန်လုံးကိုရတာနော်အဲဒီကိုစုဆောင်ရတယ် knowledge collection လို့ခေါ်တာပရိယတ်တိစာ knowledge collection data ပေါ့ဒီ research သဘောနဲ့ပြော data collection လို့ခေါ်တာ knowledge collection information collection ပေါ့ပြီးလို့ရှိရင်ဒီ information တွေ knowledge တွေ data တွေဘာလို့လဲဆို analyze လုပ်ရတယ် analyze လုပ်ရတယ်နော်တို့တခါကျတော့ဘယ်ဟာတော့ကိုဖြစ်နိုင်ရရှိတယ်ဘယ်ဟာအသုံးတဲ့ဘယ်ဟာငါလုံနိုင်ရရှိတယ်ဒါကတော့ငါလုံရင်ဖြစ်တော့တယ်ဒါကတော့လုံရင်မဖြစ်တော့ဘူးအဲ့လိုသုံးသပ်ရတယ်နော်သူများပြတာအကုန်လျှောက်လို့ယူသွားမှာပေါ့ဟုတ်လားအဲ့ဒါဖြစ်တယ်ဟုတ်ဖြစ်ဟိုတင်တယ်မတင်ဘူးဖြစ်နိုင်ရရှိတယ်သူပြောတာဟုတ်ချင်မှဟုတ်မယ်မဟုတ်တာပါမယ်စသဖြင့်အဲ့ဒါအကုန်လုံးသုံးသပ်ရတယ်အဲ့ဒါ analysis နော်တရားကြတော့ဒီစာလို့ရွေးသူများပြောတာကိုပဲကိုပြောဟောတရားပြောတရားစာပေတွေကိုပဲသုံးသပ်တာမဟုတ်အဲ့စာတွေဟောတရားပြောတရားတွေအကုန်လုံးအကျင့်ရတာအဲ့တော့ကိုကြားထားတဲ့ data တွေ information တွေ knowledge တွေအကုန်လုံးကျင့်ပြီးတော့မှမှန်လားဆုံးဖြတ်နိုင်တာဘယ်ဟာမှမကျင့်ရဘူးဘယ်လိုသိမှာတော့အဲ့တော့ကျင့်မှုတဲ့လူတစ်ခါမေးရတယ်ကျင့်မှုတဲ့လူတစ်ခါမေးရတယ်ဘယ်လိုကျင့်ရလဲကျင့်မှုတဲ့လူကလည်းသူကျင့်တာကြီးပြောပြမှာပေါ့အဲ့ဒီမှာကိုကလိုက်လုပ်ကြည့်ရတယ်အဲ့ဒါကြတော့ပฏิပတ်တိနော်ကိုလိုက်လုပ်ကြည့်ရကိုယ်တိုင်လုပ်ကြည့်ရတယ်သူတို့ပြောတဲ့ information တွေဟုတ်မဟုတ် knowledge တွေဟုတ်မဟုတ်ကိုယ်တိုင်လုပ်ကြည့်ရတယ်ကိုယ်တိုင်လုပ်ကြည့်ရပฏิပတ်တိအဲ့ရမှာဒီဟာကိုနားလေသဘောပေါက်သွားတယ်ဒါကိုရှုရတာဟုတ်တယ်ရုပ်ရှုရတာဟုတ်တယ်နာမ်ရှုရတာဟုတ်တယ်နေစာဒုက္ခနာရညာပြောင်းရှုရတာဟုတ်တယ်စသဖြင့်သဘောပေါက်သွားတယ်သဘောပေါက်ရုံနဲ့မရသေးဘူးအားကောင်းအောင်ထိုးဖောက်အောင်မယ် penetrate လုပ်အောင်မယ်နော် penetrate လုပ်ပြီးတော့မှပန်းနိုင်ရောက်သွားတာပရိဝေဒကဲအဲ့ဒါကကြတော့ knowledge collection ရဲ့ practical analysis ရဲ့နောက်ဆုံးပန်းနိုင်ရောက်တာရယ်ဟုတ်လား determination ရောက်တဲ့အထိကဆရာတို့တယ်အဲဒါပောက်ကရ knowledge တွေကိုရှောက်စုတာကိုကောက်သွားမှာပေါ့လေ့ကျင့်တဲ့ကာလအလိုထင်ရလျှောက်လို့ရင်လမ်းချော်သွားမှာပေါ့နော်အဲ့ဒီမှာ knowledge collection မှာတော့တော်တော်များများကိုယ့်သဘောနဲ့ကိုယ်ရှောက်ပြီးတော့စုလိုက်ကြတာများတယ်ဆရာအားကိုးနဲ့စုတာမဟုတ်ဘူးကိုယ့်သဘောနဲ့ကိုယ်တရားတွေရှောက်တာတွေတရားဆောင်တွေဖတ်တယ်တရားစကားတွေဝင်နေဟုတ်လားတရားနဲ့ပတ်သက်တာတွေရှောက်လေ့လာစုစမ်းတာခက်တာအဲ့ knowledge တွေပြန်ပြီးတော့ analyze လုပ်တဲ့အခါကျတော့ practical analyze ဆိုတော့ဆရာမပါပဲလုပ်လို့မရတော့ရှေ့လျှောက်လို့ဆရာမပါပဲလုပ်လို့မရတော့ဒါကြောင့်ဆရာနဲ့အမြဲတမ်းထိတွေ့ပြီးတော့အမြဲတမ်းလေ့ကျင့်နေမှဒီတရားလမ်းကြောင်းတက်တာဒါတော့မှဆရာမိုင်းလွယ်အောင်မယ်ကိုလည်းမိုင်းလွယ်အောင်မယ်စသဖြင့်နော်အဲ့လိုလေးရှိဒါက process ကိုပြပါလားနောက်တစ်ခုကတရားတစ်ပည့်တွေလာပြောတယ်ကျမဝိရိယနေနေတယ်ဒီနေ့ချွတ်လာပြောကျမသဒ္ဓါနေနေတယ်သဒ္ဓါလုံးရင်တော့ဖြစ်တယ်မလို့ဖြစ်တာများတယ်သဒ္ဓါတရားအာနေနေဝိရိယအာနေနေတယ်ပြောတာတတိအာနေနေတယ်စသဖြင့်လာပြောကြတကယ်အချုပ်ကတော့သဒ္ဓါပေါ့နော်သဒ္ဓါဆိုတာတော်တော်များများယုံကြည်တာတဲ့ယုံကြည်ပါတယ်ဘုရားလေးယုံတယ်တရားလေးယုံတယ်တမန်လေးယုံတယ်ဒါနိဗ္ဗာန်ကြောင့်ဘုရားလေးဖြစ်တယ်ယုံကြည်တယ်လူတွေကယုံကြည်တာကိုတတ်တာလို့ပြောကြတယ်အဲ့ဒါယုံကြည်တယ်ဆိုတာကတတ်တာတရားရဲ့နော်အခြေခံစင်မှရှိသေးတယ်ဒါကဇာဝနာဝနဲ့ယုံကြည်တာပေါ့နော်နောက်တစ်ခုကကျတော့ယုံကြည်တဲ့အပြင်လုပ်ကြည့်ရအောင်မယ်အားကိုးရမယ်နော်ယုံကြည်ပြီးအားကိုးရတယ်အားကိုးခြင်းနဲ့လုပ်ကြည့်ရတယ်လုပ်ရင်တည်းမှာဒါကအကျိုးကျေးဇူးတွေရှိလာတော့မှပို့ပြီးတော့အားကိုးလာတယ်
အကျိုးကျေးဇူးမရှိဘူးတော့အာမကုန်နော်မိဘနဲ့သားသမီးတောင်မှမိဘကြီးကတပြားမှမရအဲ့သားသမီးကမိဘအာမကုန်ဟုတ်လားဆရာနဲ့တပည့်လေဆရာကြီးကဘာမှပညာမရအဲ့တပည့်ကဆရာအာမကုန်အကျိုးမြတ်ရမှာအာကိုတာအဲ့တော့တရားဆိုတာအဲ့လိုပဲအကျိုးမြတ်ရအောင်လုပ်ကြည့်မှအာကိုလာအာကိုလာဆိုရင်တတ္တာတရားတိုးလာဟုတ်လားတတ္တာတရားတိုးလာလှုပ်ရင်းနဲ့တတ္တတရားတိုးလာပြီအာကိုစိတ်တွေနဲ့လှုပ်လာပြီနောက်ပိုင်းကျတော့မှဒါကိုပိုင်ပိုင်နိုင်နိုင်ကြီးကိုဒါပဲလုပ်ရမယ်ဒါလည်းအဓိကဒါလည်းဟုတ်လားအကောင်းဆုံးဆိုတော့ဆုံးဖြတ်ရတယ်အဲ့ဒါကြတော့သဘောပေါက်ပြီးတော့ဉာဏ်ပညာဖြစ်မှဆုံးဖြတ်နိုင်တာပေါ့ပညာမရှိပညာမပြောက်သေးပဲနဲ့ဆုံးဖြတ်လို့မရအောင်အဲ့ဒါကြောင့်မို့တတ္တာဆိုဒီမှာခုနလိုအကျိုးများရှိပြီးမှနော်အာကိုပြီးမှဒါပဲလို့ပြီးတော့သဘောပေါက်ပြီးမှယုံကြည်တာကိုတတ်တာလို့ခေါ်တယ်။ဒါမှမဟုတ်ပညာမပါတဲ့တတ်တာဘာမှအတိတ်ပဲမရှိဘူး။အခုတော်တော်များများပညာမပါတဲ့တတ်တာဖြစ်နေ။အဲဒါပညာပါတဲ့တတ်တာတော့ပြောရမယ်။ပညာပါတဲ့တတ်တာဆိုဒီမှာလုံကြည်မှအမြတ်ရမှအကျိုးမြတ်ရမှပညာအကျိုးမြတ်ရမှပညာပါတဲ့တတ်တာဖြစ်ပါ။အဲဒီခါကျတော့လုံကြည်ဖို့ကလိုလာပြီ။ယုံကြည်ရင်လုံကြည်လို့အကျိုးရရင်ဆက်လို့အဲ့လိုသွားမှာနော်အဲ့တော့ယုံတော့ယုံတယ်ယုံကြည်တယ်ခုနကအာမကိုအာကိုတာနေနေသေးတယ်ဆိုရင်ကိုလှုပ်အာနုံနေသေးလို့ပေါ့များများလှုပ်ကြည့်များများအကျိုးရတော့မှလှုပ်အာနုံတက်ပါမှာဟုတ်ပြီနော်ဒါကြောင့်လှုပ်ကြည့်ကြနော်ဘေးတဲ့အခါလှုပ်ကြည့်ကြမလှုပ်ကြည့်ပဲနဲ့တော်ကြီးတော်ကြီးလောက်ဆိုတော့တော်ကြီးတော်ကြီးလောက်အကျိုးလောက်ပဲရတာပေါ့အဲ့တော့လုပ်ကြည့်ဖို့ဆိုတာကခုနလိုအချိန်ရတိုင်းလုပ်ကြည့်ချိန်ရတိုင်းလုပ်ကြည့်နော်အချိန်မရအောင်အချိန်ရှာပြီးတော့လုပ်ကြည့်အချိန်ကတော့ကိုယ်ဘယ်သူမှအပူလာပြီးမှမဟုတ်ကိုယ့်ဘာကိုအချိန်လူပြီးလောက်ရတာကိုယ့်ဘာကိုအချိန်လူပြီးလောက်ရတာနော်ဒီအချိန်အားထုတ်ဖို့ဆိုပြီးတော့ဘယ်သူမှတိုက်တယ်ပဲလာမပေးဘူးဘယ်သူမှအမေအမကြီးမိမကြီးအားထုတ်ကလားစီစဉ်တာအလုပ်တွေကယောက်ျားကုန်တိတ်လုပ်မယ်ဘယ်ယောက်ျားမှအလုပ်ပြောဘူးနော်ဟုတ်လားပြောလားဘူးမှမပြောဘူးဟုတ်လားဟိုကတပည့်ရှင်ဝေးလျှော်ရင်ဈေးသွားရင်လောက်ကြနော်ယောက်ျားတွေအဲ့လောက်မသိတတ်ဘူးနော်ဟုတ်လားအဲ့တော့ကိုယ့်ဟာကိုယ်ပြန်ဖန်ပြီးတော့ကြိုးစားပြီးတော့လုပ်ကြအဲ့လိုပြောပြနော်ကဲအဲ့တော့နင်တရားဆွေးနွေးလှုပ်ထားတဲ့လေးဆွေးနွေးမယ်ဆက်တယ်မယ်ကဲလူစားပြောမယ်အဲ့တော့ဘသူတွေဘာလုပ်ထားတယ်တွားကြဆက်တွားကြညကောကဲဇာကြီးပြုံးတွေ့ဇာကြီးပြုံးကတော့တွေ့တော့တင်မှရမယ်ဒါအလုပ်များတာကဲဒီလိုတော့တင်မှာပဲနော်ဆရာကြီးဟုတ်မပြောဆရာကြီးဟိုကဒီကြားထဲကလေ line မကောင်းတာနဲ့သမီး line မဝင်ပဲနဲ့ကိုယ့်ကိုယ်ပဲထိုင်နေပြီးတော့ဈေးကန်လေးနည်းနည်းရှောက်တယ်ဒီနေ့ကတော့သမီးအခုမှဝင်လာတာပြန်ရောက်တာနောက်ကြာလို့ဆရာကြီးအဲ့ဒါကြားထဲမှာလေထိုင်တာကတော့အခက်ခဲအများကြီးမရှိဘူးဆရာကြီးအရင်တိုင်းပဲဆိုတော့အရင်ထူးထူးခြားခြားတော့ရှောက်စရာမရှိဘူးပေါ့နော်ဂျားထဲမှာကျတော့ဇင်းကန်လျှောက်တာလေဆရာကြီးဇင်းကန်လျှောက်တာကအပြောင်းလဲတွေ့ပြီးတော့အဲ့မှာပဲနည်းနည်းလေးတွေ့တာပဲရှိရပေါ့အဲ့ဒါဘယ်လိုဆက်လုပ်အောင်လဲဆရာကြီးဟုတ်ဒါမြဲမြဲတွေ့အောင်လုပ်အောင်ပါပေါ့နော်မြဲမြဲသတိထားမှာပေါ့အပြောင်းလဲတွေ့မြဲမြဲသတိထားနော်ရုပ်တွေ့နေမြဲမြဲသတိထားအပြောင်းလဲတွေ့နေမြဲမြဲသတိထားနော်အဲ့လိုလေးတော့ပြရအပြောင်းလဲအားကြတော့တနည်းအားကြတော့အဲ့တင်းတာတစ်ခုပဲပေါ့နော်ဇင်းကန်လျှောက်ရင်ဒါတင်းလိုက်ရောလိုက်ရပြီးတော့အဲ့ပြောင်းနေတာအဲ့ဒါပဲသိနေရမှာအဲ့ဒါနိုင်ဝက်လောက်နေအဲ့တိုင်းပဲဖြစ်အဲ့တော့ဘာကိုစပြီးတော့practice ကို promotion လုပ်ရမှာဆိုတော့အဲ့တခုတည်ရခြုံတည်ရအဲ့ဒါကိုမြင်လို့ပေါ့နော်တင်းတာတည်တယ်တင်းတာဘာတင်းတာလဲခြေထောက်တင်းတာလားပေါင်တင်းတာလားလက်တင်းတာလားအဲ့ဒါဆိုလို့ရှိရင်ပထမတနေရာတည်နောက်ကတကူလုံးတည်ခြုံတည်အဲ့လိုသွားပြီနော်လမ်းလျှောက်တဲ့ကကြတော့ဒီရှုမှတ်မဲ့သတိထားမဲ့ area ကြီးတာပေါ့လေနော်ထိုင်တဲ့အခါကျတော့တနေရာတည်းစုဆိုင်ပြီးတော့သတိထားလို့ရတယ်လမ်းလျှောက်တဲ့အခါကျတော့တနေရာတည်းထက်area များများကိုခြုံကြည့်ပြီးတော့သတိထားတဲ့ကျင့်ကိုလုပ်ပြီးအဲ့ဒါဆိုရင်ပို့ပြီးတော့လည်းသတိတွေပိုကောင်းလာမယ်ရုပ်တွေလည်းပိုတွေ့လာမယ်ဉာဏ်လည်းပိုဖြစ်လာမယ်
ဟုတ်ကဲ့ဟုတ် နော်အဲ့ဒါဆိုရင်အဲ့တော့ဆရာကြီးအစတွေကချုပ်ကြည့်ရမှာပေါ့နော်ဟိုလိုအစမျိုးလည်းပေါ့ခြုံကြည့်ရတယ်အစလည်းခြုံကြည့်ရတယ် မဟုတ်ဘူးပေါ့အဲကိုဟုတ်ဟုတ်ကိုလမ်းလျှောက်တဲ့အချိန်မှာကိုကာယပေါ့အထူးသဖြင့်ခြေထောက်ပေါ့ခြေထောက်ကိုယ်တော်မှအာရုံပြုလို့မရသေးဘူးဆိုတော့ခြေထောက်ကိုရင်အာရုံပြုခြေထောက်လေးချတယ်တင်းတယ်ကိုပေါ်ကိုအာရုံပြုလို့ရပြီဆိုရင်နော်ခြေထောက်တစ်ခုတည်းမကြည့်နဲ့အကုန်လုံးခြုံကြည့်တော့နော်အဲ့တော့လမ်းလျှောက်တဲ့အခါမှာဘာကိုဦးစားပေးကျင့်မလဲဆိုone point focus ကိုဦးစားပေးမကျင့်ဘူးလမ်းလျှောက်ခြင်းနော်အဲ့သူက overall ခြုံကြည့်တာကိုကျင့်မယ်နော်ပစ္စုပန်တဲ့တာကိုဦးစားပေးခြင်းပဲဂုဘောဂုတိပေါ့ပစ္စုပန်တဲ့တယ်ဆိုတာဂုဘောဂုတိဂုချမှတိဂုလုံမှတိတိုးမှတိခုဘောဂုတိကိုကျင့်မယ်ဂုဘောဂုတိဟာလားဂုဘောဂုတိတာတိခြုံတိအဲ့ဒါကိုလမ်းလျှောက်တဲ့ခါမှာကျင့်ပဲဒါဆိုအများကြီးပဲတွေ့လာလိမ့်မယ်နော်လမ်းလျှောက်တဲ့ခါမှာဂုဘောဂုတိဖြစ်စေတိနော်အဲ့ဒါဖြစ်စေတိတာတိခြုံတိအဲ့ဒါလေးကျင့်ပဲထိုင်ရှုထိုင်အဲ့ဒါလေးကျင့်ပြနော်ထိုင်ရှုတဲ့အခါကျတော့တတိညာဥပိ္ပခာဒီ process ကိုသွားတာတခုကိုတတိထားတတိကောင်းဆက်ထားဆက်ထားပြီးတော့အခါကျတော့ညာဖြစ်အောင်ကြည့်တတိညာဖြစ်ပြီးတော့မှတတိညာနဲ့အားကောင်းလာပြီနေရာတော်တော်များများနော်တတိထားညာဖြစ်တတိယညာဖြစ်ပြီဆိုတော့မှခြုံကြည့်ကိုဆရာတော်ကူပြောင်းပေးတယ်တာတိကိုကူပြောင်းပေးတယ်ဟုတ်လားနော်တန်းလျှောက်တဲ့ခါကျတော့တတိထားညာဖြစ်ထက်စာရင်တတိထားတာတိပေါ်ချင်းတိကိုဦးစားပေးတယ်ဦးစားပေးအဲ့ဒါလေးချင်းပဲနော်ဟုတ်ပဲဟုတ်ကဲ့ကြာဟုတ်အဲ့တော့ဆရာတို့နေရာတင်နေတဲ့ process တွေရှိတယ်လေထိုင်ကြည့်မယ်ရုပ်တွေ့တယ်ဉာဏ်ဖြစ်တယ်များတွေ့အောင်လုပ်တယ်ပြီးရင်တာတိကိုပြောင်းတယ်တာတိကိုမပြောင်းသေးသူအတ္တရော့ပါမှုအတ္တကြီးထွားမှုဖြစ်နေတယ်ရော့ပါမှုမဖြစ်ဘူးဘာလို့ဒီရည်ရုပ်ကိုပဲတတိထိုင်လောဘဇောတွေတက်လာတတ်တယ်လောဘဇောတွေတက်လာတတ်တယ်အဲဒါကြောင့်တာတိကိုကူပြောင်းပေးရတယ်ဉာဏ်ဖြစ်ပြီးမှလောဘကြီးလိုက်ပို့ဆိုးတယ်နော်ဟုတ်တာလားဉာဏ်မဖြစ်ခင်လောဘမတက်သေးဘူးသူမှနိုင်ငံခြားသွားလူတွေလိုပဲလေဟုတ်လားအလုံးမရသေးခင်တော့လောဘမတက်သေးဘူးအလုံးလေးရအောင်ဝင်ငွေလေးရအောင်လောဘတက်လာတယ်အဲ့လိုပဲနော်ဒါစသည်ဖြင့်ဟုတ်တာလားရပြီးမှလောဘတက်တာမရခင်တော့လောဘမတက်ဘူးလူပါဟောဉာဏ်လေးထုတ်ပြီးကောင်းမှဉာဏ်ဖြစ်ပြီးလောဘဝင်လာတတ်တယ်တတ်တွေ့ချင်လာတယ်ဘောတွေ့ချင်တရားတွေ့ချင်နေဖြစ်လာတတ်တယ်အဲ့ဒါကြောင့်မို့ရုပ်မှာထိုင်ရှုလို့ဉာဏ်ဖြစ်ပြီးဇာအမြဲတမ်းဈဉ္ညာလျှောက်ခိုင်းတယ်ဘာဖြစ်လို့လဲအဲ့လောဘတွေလျှောက်ခိုင်းတာဈဉ္ညာကြတော့တာတိပေါ်ရာတိဖြစ်စေတိအဲ့လိုမလျှော့တတ်လို့ရှိရင်အဲ့ဉာဏ်ဖြစ်ပြီးမှထပ်တွေ့ခြင်းနဲ့လောဘတွေဖြစ်တယ်ဆိုရင်ပြင်ရတော်ခက်တယ်နော်ပြင်ရတော်ခက်တယ်တရားမစောတွေကတာတိကိုပေါင်းဆက်ပြီးတော့ကျင့်ထားအောင်လေ့ကျင့်သွားကြအဲ့လိုနော်အဲ့တော့လမ်းလျှောက်တဲ့အခါတာတိကျင့်လို့အကောင်းဆုံးပဲထိုင်ကျင့်တဲ့အခါမှာဉာဏ်ဖြစ်ဖို့ကျင့်တာအကောင်းဆုံးပဲအဲ့ဒီနှစ်ခုကပေါင်းရတယ်လမ်းလျှောက်တဲ့အခါဒီလိုလုံးခြုံကြည့်တနည်းအောင်ရွေးချယ်ရွေးမကြည့်ဘူးဆိုတော့သူကအတ္တနေပါတယ်ပေါ့သူကသူပေါ်ကျင်တာပေါ်ပြကျင်တာပြကိုယ်ကတာလေးကြည့်နေယူပဲအတန်ကြားလဲကြားလိုက်တာပဲမြင်လိုက်တာပဲလှည့်လိုက်တာပဲစသဖြင့်သူကတတိနဲ့ခုနကဥပိ္ပခာဥစားပေးတယ်ဘယ်ဟာကမရွေးချယ်ဘူးအဲ့ဒါကလမ်းလျှောက်တဲ့ခါမှာကျင့်ထိုင်ကြည့်တဲ့အခါကျတော့တွေ့ရင်တော့ရများတဲ့အခါကျတော့စူးစိုက်ကြည့်တယ်အားစိုက်ကြည့်တယ်ထိုးပေါက်ကြည့်တယ်ကဲခတ်ကြည့်တယ်ဉာဏ်တွေတော့ဖြစ်လာတယ်ဉာဏ်ကလည်းတော်တော်လေးတတိဝိရိယသမားလေးကောင်းမှဉာဏ်ဖြစ်တာဉာဏ်ဖြစ်ပြီးလို့ရှိရင်သူကအဲ့လောဘတွေအတ္တတွေပြန်မလျှော့တော့လို့ရှိရင်အခက်အခဲတွေဖြစ်တယ်တောင်း balance ဖြစ်အောင်လို့ထိုင်လဲခြင်းလမ်းလျှောက်လဲခြင်းထိုင်ကြည့်ရင်ဉာဏ်များဖြစ်အောင်ခြင်းလမ်းလျှောက်တဲ့အခါကျတော့ပေါ်ချင်းသိရအောင်များဖြစ်အောင်ခြင်းအဲ့လိုလေးကြည့်အောင်ဒါဆိုမျှပါလိမ့်နော်ဟုတ်လားဟုတ်ကဲ့တွေ့မူရလဲခြင်းပြီနော်တွေ့မှာဗျအဲ့ဒါတမီးကတော့ထိုင်မထိုင်ရဘူးအဲ့ထိုင်နေဆိုတော့ကောင်းစီကိုသိမဆွဲလိုက်မှမှာလေ
နော်ထိုင်နေလက်ကောင်းလို့သိမစောလာနဲ့အဲ့ဖြစ်စေတူဦးစားပေးချက်ကိုယ်မှာဘာဖြစ်နေလဲစိတ်မှာဘာဖြစ်နေလဲကိုယ်မှာဘာဖြစ်နေလဲစိတ်မှာဘာဖြစ်နေလဲအဲ့ဒါဦးစားပေးချက်ဟုတ်လားနော်ထိုင်နေဆိုတဲ့ area ဘုတ်ဆိုတိတ်ပြောဦးစားပေးမကျင်ဘူးအဲ့ထိုင်တဲ့ area ဘုတ်ကတနေ့တနာရီတောင်ချိန်ပေးဖို့မလွယ်ဘူးကြံတဲ့အချိန်တွေကနော်အဲ့ဖြစ်စေတူကိုလေ့ကျင့်မလွယ်တယ်ကိုယ်မှာဘာဖြစ်လဲကိုယ်စိတ်မှာဘာဖြစ်လဲကိုယ်မှာဘာဖြစ်လဲကိုယ်စိတ်မှာဘာဖြစ်လဲအဲ့ဒါကိုပန်းစားပြီးချက်ပြီးဟုတ်လားနော်ကိုယ်မှာဘာဖြစ်လဲစိတ်မှာဘာဖြစ်လဲအဲ့ဒါကိုမြင်မှလေးချက်ပြီးဟုတ်လားနော်ရောခင်တန်းတွေ့ကြည့်ပါဦးခင်တန်းမှန်ပါဆရာဟုတ်ဒီနေ့ရှုမှတ်တဲ့အခါမှာစိတ်လေးငြိမ်ငြိမ်ထားပြီးစိတ်အေးထားတဲ့အခါမှာရုပ်တွေ့ဉာဏ်ဖြစ်ရုပ်တွေ့ဉာဏ်ဖြစ်တယ်ရပါတယ်ဆရာကြီးဘာလို့စိတ်ကလေးကိုဖြစ်တဲ့အခါမှာခန္ဓာကိုယ်ရဲ့ချီတောက်ကလေးမှာပေါ့အဲ့လိုတင်းတာတိုးတာတွေဖြစ်ပေါ်လာပါတယ်ဆရာကြီးအဲ့ဒါနဲ့စိတ်ကလေးကိုစိတ်ငြိမ်လေးထားတဲ့အခါမှာသူကတစ်ခုပြီးတစ်ခုဗတိုက်တွေ့ပါတယ်ဆရာကြီးအဲ့ဂုတ်ကြီးတွေတင်းတောင်လာတယ်ဂုတ်ကြီးတွေတင်းတောင်လာပြီးတော့သူကတဖြည်းဖြည်းသူကရောလိုက်တင်းလိုက်နဲ့ပါတယ်ဖြစ်နေပါတယ်ဆရာကြီးအဲ့လိုဖြစ်ပြီးတော့သူ့ရဲ့ရုပ်သဘောတွေဖြစ်ပေါ်နေတာပဲဆိုတာကိုစိတ်ကလည်းတိကများတိလေးသိနေပါတယ်ဆရာကြီးသိနေတဲ့အခါမှာအဲ့လိုရုပ်ခန္ဓာမှာသိယုံလေးသိနေပြီးတော့စိတ်ကလည်းတခါလေးလွတ်နေပါတယ်ဆရာလွတ်သွားတဲ့အချိန်စိတ်လွတ်နေတယ်ပေါ့ဆရာကြီးအဲ့လိုရုပ်မှာလည်းတိကများလေးသိနေပြီးတော့စိတ်မတွေ့ပါဘူးဆရာမတွေ့လေကိစ္စမရှိဘူးတွေ့လာမှာပေါ့နောက်တော့နော်လောလောဆယ်တော့ရုပ်မာညာဖြစ်နေရင်ဟိုကရုပ်မာကနေကတ်ကြည့်တယ်ခွာကြည့်တယ်တသာတိတယ်အားစိုက်တယ်မျိုးကြည့်နေပြီမျိုးကြည့်ညာနေအားကောင်းမျိုးကြည့်ပြရအောင်နော်ဟုတ်လားအဲ့တော့တနေရာလေးကြည့်ရနေနောက်တနေရာကြည့်နောက်တနေရာကြည့်အဲ့လိုကြီးသူပေါ်ရလေးလိုက်ကြည့်ပါပြီဟုတ်လိုက်ကြည့်ပါပြီဟုတ်အဲ့လိုစိတ်ကလွတ်တာတွေပါဖြစ်သွားတာပါဆရာဖြစ်တတ်တယ်အဲ့ခါများလေးပြီးတော့စိတ်ကမရှိတော့ဘူးပေါ့ဆရာအဲ့စိတ်ချိန်ရှိကြည့်စရာမရှိတော့ဘူးဖြစ်သွားတာပေါ့နော်ကြည့်စရာမရှိတော့အဲ့လိုဖြစ်ပြီးတော့လေခန္ဓာကိုယ်မှာတစ်ခုပြီးတစ်ခုဇက်တိုက်သက်ခါတတိလေးဆက်ထားတဲ့အခါမှာသူကတစ်ခုပြီးတစ်ခုတွေ့ပါတယ်ဆရာကြီးပူတာပေါ့ခြုံနေပူဒီကိုယ်လုံးပူပြီးတော့ဖြစ်လာပါတယ်ဆရာကြီးပူလာလိုက်ရောလိုက်တင်းလိုက်နဲ့ပေါ့ပြောင်းလဲမှုလေးတွေဖြစ်ပြီးနောက်အေဂျင့်နဲ့ဥစ္စာမျိုးလေးဖြစ်ပေါ်လာတာအပြောင်းလဲလေးတွေကတဖြည်းဖြည်းနဲ့မတီမငြိမ်ပြောင်းလဲနေတာလည်းတွေ့ပါတယ်ဟုတ်ပြီအဲ့တော့ဒါကခဏကစိတ်ကဘာမှမတွေ့တော့ဘူးဆိုတဲ့အပိုင်းရဲ့ရှေ့ပိုင်းရဲ့နောက်ပိုင်းသုံးသပ်ပေးမယ်ရှေ့ပိုင်းတော့ကျတော့ကိုကဝိရိယစိုက်ပြီးအားစိုက်ပြီးကြည့်တယ်ဉာဏ်ကြီးဖြစ်တယ်အဲ့ရနေပြီးတော့တာတိလည်းကူပြောင်းလိုက်တဲ့ခါကျတော့ကိုယ့်ရဲ့တတိဝိရိယနည်းနည်းလေးလျော့တဲ့ခါကျတော့ဘာမှမတွေ့တော့ဘူးဖြစ်ပြီးတော့မှတခါပြန်စောင့်တဲ့ခါကျတော့မှဒီလိုလုံးမှတွေ့တဲ့ခါကျတော့စောတွေ့တာနဲ့အခုတွေ့တာနဲ့ဆိုရင်နှိုင်းယှဉ်ကြည့်လိုက်ရင်အခုတွေ့တာပိုလဲများလာတယ်စိတ်လည်းတက်တာလာဟုတ်တယ်နော်ဟုတ်ကဲ့အဲ့လိုဖြစ်ပါအဲ့လိုဖြစ်သွားနော်အဲ့ဒါကတူနေလို့ခေါ်တာပေါ့ဆရာတို့သိတယ်အိန္ဒြေညိတယ်လို့ခေါ်တာပေါ့ဟုတ်လားပထမတွေ့တယ်သတိလည်းကောင်းတယ်ဝိရိယလည်းကောင်းတယ်ဉာဏ်လည်းဖြစ်တယ်ဒါပေမဲ့အဲ့တွေ့နေတဲ့သတိဉာဏ်များအိန္ဒြေမကောင်းအိန္ဒြေကကိုယ်လောဘကိုယ်အတ္တတွေပါနေကိုယ်တွေ့ကျင်စွာတွေများတာအဲ့လေးတတလေးရှော့ချလိုက်တဲ့ခါကျတော့ရုပ်တရက်တော့သူကသတိတွေဝိရိယတွေဓမ္မတွေညော့သွားလို့ဖြစ်သွားတော့ဘာကြည့်ရမှမသိဘူးဖြစ်သွားတယ်ဒါမှခဏလေးပြန်စောင့်တဲ့ခါကျတော့သူကိုယ်စိတ်လေးပြန်တည်ငြိမ်သွားတယ်အနေထိုင်သွားတဲ့ခါကျတော့အများကြီးလည်းတွေ့လာတယ်စိတ်လည်းတက်တာပဲညာလည်းဖြစ်တယ်အဲ့ဝေဒနာတွေတော့မရှိဘူးပေါ့ဆရာဝေဒနာတွေကကာယကဒုက္ခတွေမတွေ့ပါဘူးဆရာဟုတ်တယ်လေတက်တောင့်တက်တာပို့ပြီးတော့ရှုတတ်သွားတော့တက်တောင့်တက်တာရှုတတ်တာနော်အဲ့ဒါနဲ့ပတ်သက်လို့ဒီနေ့တပည့်တယောက်လာပြီးတော့တရားရှောက်တော့သူကတရားတပည့်တွေမှာတော်တော်လေးကြိုးစားတဲ့တပည့်ပေါ့နော်သင်ပေးတဲ့တဲမှာ
တော်တော်လေးကိုဟိုဒီအားထုတ်မှုအရှိန်အကောင်းတယ်ပေါ့နော်အကောင်းတယ်ပေါ့ရိတ်တာတွေခဏတောင်းဝင်တယ်တော်တော်လေးပြင်းထန်တယ်ဝင်တယ်ဝင်လာပြီးပြန်လာတဲ့ဆရာတရားတွေကရှောက်တယ်သူလျှောက်တာလေးဆရာဒီနေ့ဒါမဖန်ထားမိလိုက်ဘူးနော်ဒီစကားပြောရင်နဲ့မှသူတရားတွေလာလျှောက်ခဲ့တော့ကြာအတန်ဖောင်းတတိမြလိုက်ဖြစ်သွားတယ်စကားပြောကောင်းသွားလို့ဘာလေးပြောချင်တာလဲဆိုတဲ့အခါကျတော့သူဒီခုနကဆရာရှေ့ပိုင်းလေးမှာပနာမပြောလို့ခြေကလည်းကျင်နေပြီသားဉာဏ်လည်းဖြစ်တယ်ကြိုးစားမှုလည်းကောင်းအဲ့ဒါဘာဖြစ်လဲဆိုတွေ့ရှိမှုတွေကောင်းတော့တွေ့ရှိမှုကောင်းအဲ့သူ့ရဲ့တင်ပြမှုတွေပေါ့နော်ခုနကတတိဖြစ်တယ်ဉာဏ်ဖြစ်တယ်ဆရာ process ကိုပြန်ပြောပြဆရာတို့တင်ပြရုပ်တွေ့တဲ့ဉာဏ်ဖြစ်တယ်ရုပ်တွေ့တဲ့ဉာဏ်ဖြစ်တယ်များများတွေ့တယ်တာသိတယ်နော်ရုပ်တွေ့ဉာဏ်ဖြစ်လို့ချင်းရုပ်နဲ့တွေ့တာနဲ့ဉာဏ်ဖြစ်တာနဲ့တွဲပြီးတော့မှရှစ်တဲ့ဒီစနစ်ကိုဆရာအတင်ပေးတာနော်အတူတွဲတက်တဲ့နည်းကိုတင်ပေးတာတတိကြီးပဲရှစ်တက်တဲ့နည်းမဟုတ်ဘူးတတိကြီးပဲရှစ်တက်တယ်ဆိုရင်တမာရီတွေလွန်သွားတာဖြစ်တတ်တယ်ပုံရိပ်တွေပေါ်လာဖြစ်တတ်တယ်အတွေးတွေမနာဖြစ်တတ်တတိနဲ့ညာနဲ့တွဲတဲ့စနစ်ကိုတင်ပေးတာတတိနဲ့ညာနဲ့တွဲပြီးရင်တတိဆက်ရမယ်နောက်ဆုံးကျတော့တတိဆက်ရမယ်တတိဆက်ရမယ်ဆိုတော့တတိဆက်တဲ့ခါကျတော့ဉာဏ်ပါလာဖို့ရည်ကြီးတယ်ဒါလည်းရည်ကြီးတဲ့ချက်ဉာဏ်မပါလာရင်ဉာဏ်ဖြစ်အောင်ပြန်ချက်ဉာဏ်နဲ့ဖြစ်တော့အဲ့တော့ဒါတွေကသူလုံနေကြနော်ဒီဘက်ကငယ်လုံနေကြပါပြီသူ့ဒီလေ့ကျင့်ခန်းသင်ပေးထားတာဆိုရင်2024လောက်နဲ့သင်ပေးထားတာနော်သူကောင်းကောင်းလုပ်တတ်တယ်ဆိုတော့သူ့ရဲ့လုပ်ဒီဆရာသင်ပေးထားတဲ့ဒီနေရာကတော့နော်သတိဆက်ဉာဏ်ဆက်ရှေ့တက်ဆိုတဲ့လေ့ကျင့်ခန်းကသူ2024လောက်တည်းကဆရာသူ့သေချာသင်ပေးထားခဲ့တဲ့အခါကျသူလုပ်တတ်လာတယ်25 20အခု26အောင်ရောက်လာသူစူးစမ်းလာတဲ့အခါမှာတိုးတက်လာတယ်တိုးတက်လာတော့လည်းပဲသူ့မှာဘာလေးတွေသူခက်ခဲရှိလာတယ်ဆိုတော့သူပြောတာလေဆရာသတိဆက်ဉာဏ်ဆက်လုပ်တဲ့အခါမှာတဲ့တမင်တကာကြီးသတိဆက်ဉာဏ်ဆက်အောင်လုပ်နေရတယ်လို့ထင်လာတယ်တဲ့နော်တဏှာကံကတော့အထာမဟုတ်သေးဘူးကအများပေါ့လောဘတွေများနေတယ်တမင်တကာကိုအတ္တတွေနဲ့လုပ်နေရတယ်အဲ့တော့ဆရာတို့ကလည်းသင်ပြီးတယ်လေဉာဏ်ဖြစ်ပြီးတတတိကိုအတ္တကိုရှော့ချတတတိခွာတိဇင်းတို့သူတိုင်းတာဒါလို့သင်ပြီးရကြသက်ပြန်ရှော့ချလိုက်တယ်ပြန်ရှော့ချလိုက်တဲ့ခါကျတော့ဘာဖြစ်သွားဆိုတော့ပေါ့ပါသွားပြီးတော့အေးချမ်းသွားတယ်ပေါ့ပြီးတော့အေးသွားတယ်အငြိမ်လေးပြန်ဖြစ်သွားတယ်အငြိမ်လေးပြန်ဖြစ်သွားခုနကညာနေတော့အာမကောင်းလို့ငြိမ်ပြီးတော့အငြိမ်ပိုင်းရောက်သွားတယ်သူ့ဆရာအဲ့ဒါဆိုရင်အဲ့လိုတမာရီနဲ့ပြန်ပြီးတော့နေလိုက်သူဖြစ်သွားတယ်ဆိုတော့ညာနဲ့နေတာအခုကျတော့တမာရီနဲ့နေတာနော်ဉာဏ်လားဆိုတော့သူဉာဏ်ဖြစ်ဖို့အတွက်ဉာဏ်ကိုသတိဆက်ဉာဏ်ဆက်ကိုတွားတယ်အဲ့သတိဆက်ဉာဏ်ဆက်ကိုတွားတယ်ကသတိလည်းဖြစ်တယ်ဉာဏ်လည်းဖြစ်တယ်ဒါပေမဲ့သူ့ရဲ့သူကသတိဆက်ဉာဏ်ဆက်ဖို့အတွက်ကိုသူ့တိုင်းထားပြီးဆက်တာမဟုတ်ဘူးသူမဆက်အောင်လုပ်နေရတယ်သူကတွေ့နေရတယ်အဲ့ဒါဆရာတော်အဲ့လိုသတိဆက်ဉာဏ်ဆက်ပြီးရင်သူ့တိုင်းထားတတိလောက်ရမယ်ဆိုတော့သင်ကြားမှုရှိတဲ့ခါကျတော့သူကအဲ့ဒါကိုသူ့တိုင်းလေးထားတတိသိလိုက်တာတတိသိတဲ့ခါကျတော့သူကစိတ်ကခုနကသတိဆက်ဉာဏ်ဆက်ကိုဦးစားမပေးတော့ဘူးနဲ့အငြိမ်ပိုင်းကိုရောက်တော့အေးဆိုတော့သူကအဲ့နှစ်ခုဘလို့ဆက်လို့ရမယ်နော်သတိဆက်ဉာဏ်ဆက်ကိုလည်းဆရာတင်တယ်တတိယပြောလို့မရဘူးဆက်ကိုဆက်ရမယ်သတိဆက်တိုင်းလည်းညာပါဒါပေမဲ့သတိဆက်ဉာဏ်ဆက်လုပ်တဲ့အခါမှာကကျတော့သူ့ဇောနဲ့သူလိုက်လို့များတွေ့နေရတယ်အဲ့တော့အဲ့ဇောတွေလည်းရှော့ရမယ်လို့ဆရာသင်ပြန်ရောရှော့လိုက်တဲ့အခါကျတော့လည်းရော့သွားပြီးတော့ပေါ်ပါပြီးတော့အီဂျန်တော့အေးဓာတ်လေးနဲ့ဖြစ်နေပြန်ရောညာကအာမကောင်းတော့ပြန်ဒါတကယ် practical လာတဲ့ question နေနော်တကယ်လာဘယ်လိုလုပ်ကြမလဲလုပ်ကြမယ်ပြောလိုက်တာဆရာပြောလိုက်တာလေသမီးတာနေတခြားလူတွေမေးလိုက်အောင်နော်ဒါမျိုးမေးလိုက်
တဲ့သတိဆက်ညာဆက်သတိဆက်ညာဆက်လုပ်တယ်သတိဆက်ညာဆက်လုပ်တယ်လုပ်ရင်နဲ့မှာသတိဆက်ညာဆက်မှာကိုနာကလောဘဇော်လေးပါလာတယ်မဆက်ဆက်အောင်လုပ်နေတယ်ဆိုတဲ့သဘောလေးသူတွေ့လာတဲ့ခါကျပြန်လျှော့ချတယ်သူ့တိုင်းထားဆိုတော့ပြန်လျှော့လိုက်ပြန်လျှော့တဲ့ခါကျတော့ရော့သွားပြီးအေးတော့အငြိမ်သက်ဖြစ်သွားပြန်တယ်သတိဆက်ညာဆက်ကိုတခါပြန်လုပ်ရပြောင်းအဲ့တော့ဘာကောင်းလို့ဆိုအပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြစ်နေတာနော်ပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြစ်နေတယ်အဲ့ဒီ program ကတင်ပြတယ်အဲ့ဒါကိုလုပ်ကြအဲ့နေရာအဲ့တိုင်းဖြစ်မှာပဲသတိဆက်ညာဆက်ကိုတင်တဲ့အခါအဲ့တိုင်းအဲ့ဒါအရေးကြီးတယ်အမှန်တော့ recording လုပ်ထားရင် recording တင်ပြလိုက်ပြီးတော့ recording မလုပ်ထားဘူးဒီကောင်းစီလေးလည်းကောင်းတော့ပြန်တင်ပေးတာနော်အဲ့တော့သူရောက်နေတဲ့ပြဿနာပါလေပြဿနာနှစ်ခုသတိဆက်ညာဆက်လုပ်နေရင်းနဲ့ကိုအတ္တတွေပါလာတော့နော်ပါလာတော့ပြန်လျှော့လိုက်တယ်ပြန်လျှော့လိုက်တဲ့အခါကျတော့အေးတဲ့အငြင်းကြလေးနဲ့အေးနေတယ်ညာနေကဘယ်လောက်ကြီးအေးသွားလဲဆိုခုနကတင်သားကျုပ်ကပြောသလိုနော်ဘာရှိမှတော့မသိတော့ဟာလာဟင်းလင်းဖြစ်သွားတယ်ဒါမဟုတ်သေးပါဘူးသူ့စရာမရှိတော့မဖြစ်ဘူးဆိုတော့ပြန်ရှုပြအောင်မော်တော်ကားများလို့ပေါ့ဝီယာထိုးပြန်မောင်းမြန်အောင်မောင်းနဲ့ပြန်လျှော့လိုက်ပြအောင်အဲ့တော့အဲ့နှစ်ခုprogram နှစ်ခုဖြစ်နေဘာဆက်လို့ရမလဲကဲညာမဖြစ်ရင်တမာရီနဲ့နေပြီးညာဖြစ်မှညာနဲ့နေဟုတ်တယ်လေ तू ကခုနညာပြောလိုက်တော့မှတမာရီလေးနဲ့နေတယ်တမာရီနဲ့ပြန်ယုံလိုက်ပြန်ယုံတော့ညာဖြစ်သွားပြန်နော်ပြန်ယုံတော့ညာဖြစ်သွားပြန်ညာဖြစ်အောင်လုပ်နေရတာကပင်မနေဆိုတော့ပြန်လျှော့လိုက်ပြန်အဲ့တော့ညာဖြစ်အောင်လုပ်တာညာဖြစ်တယ်ဒါပေမဲ့ညာဖြစ်အောင်လုပ်နေရတာပင်မနေအဲ့တော့ပြန်နားတော့ညာမဖြစ်ညာအားနေဒီကရရှိကတော့ပြအောင်ညာအားနေတမာရီနဲ့နေလိုက်ညာနဲ့နေလိုက်ညာနဲ့နေတော့လေပင်မလာတယ်နော်တမာရီနဲ့နေတော့လေညာမဖြစ်ပြန်ဘူးကဲဖြေကြတစ်ပေါက်မှဖြေနေကြရင်နော်အေးတဲ့ကိုကြိုက်သွားတာရင်သူအေးတဲ့ကိုမကြိုက်တာမဟုတ်ဘူးအေးမှသူတည်တယ်ဒါပေမဲ့သူအရှုခံကမထင်ရှားတော့ညာမဖြစ်တော့သူပြန်လုပ်တော့ခုနလိုတတိယညာနေအချိန်ကောင်းတက်သွားပြီးတော့နည်းနည်းလေးသူ exhaust ဖြစ်လာပြန်ပန်းလာပြန်ပြန်လျှော့ပြန်ညာနဲ့နေတယ်တမာရီနဲ့နေတယ်တုံညာနဲ့နေတယ်ဥပိ္ပခာနဲ့နေတယ်ညာနဲ့ဘုဇောဝင်းဥပိ္ပခာပေါင်းဟုတ်တယ်ဥပိ္ပခာပေါင်းလိုက်တယ်လေဥပိ္ပခာပေါင်းလိုက်တဲ့အခါကျတော့သူအများကြီးရောကြသွားတယ်အများကြီးကြပါတယ်စိတ်ကိုတွေးကြတော့မဟုတ်ဘူးဒီကနေ့သူစိတ်လည်းတွေးပြီးသားစိတ်ကိုတွေးကြတော့မဟုတ်စိတ်ကိုတွေးပြီးသားနော်ယုံနာအတွဲကိုပဲသတိဆက်ညာဆက်လောက်တာဒါသူရဲ့ question တစ်ခုနောက်တစ်ခုရှိသေးတယ်နောက်တစ်ခုလည်းစိတ်ဝင်စားဖို့ကောင်းနေတယ်နော်နောက်တစ်ခုလည်းရှိသေးတယ်အဲ့တော့မက်ကင်ပြောရင်တမာရီမက်ကင်ပညာမက်ကင်ပေါ့နော်တမာရီမက်ကင်ပညာမက်ကင်equal မဖြစ်တာပေါ့အဲ့ဒါ equal မဖြစ်တာပေါ့အဲ့တော့ဘယ်လိုလုပ်မလဲသူကလည်းဖြစ်လာကြပြီတန်နေတာမတွေ့သေးဘူးသူကလည်းသူဖြေရှာတာမရဘူးနော်အဲ့တော့ခက်ခဲဖြစ်နေဒီမှာဆက်ပြီးရောက်အဲ့တော့ငြိမ်ကြသွားတယ်ဒါပြန်ထယုံတယ်ယုံတော့ပင်မနဲ့ပြန်ငြိမ်တယ်ယုံလိုက်နေလိုက်ယုံလိုက်နေရှင်းတက်ပြန်အဲ့ဒီခုရင်တန်တရားလဲအဲ့တော့ညာလည်းဖြစ်ရမယ်အနတ္တလည်းဖြစ်ရမယ်အဲ့ညာလည်းဖြစ်ရမယ်ဥပ္ပခါလည်းဖြစ်ရမယ်နော်ညာလည်းဖြစ်ရမယ်
တမာရီအဲ့တမာရီကကျတော့တမာရီပေါ့ဂျာမနီညပြောလို့တမာရီဆိုတာ surrounding ကလေးနော်ပတ်ဝန်းကျင်ကလေးဖြစ်ကမြင်သွားတာဒီတစ်ခုမှပဲတမာရီဖြစ်သွားတာအဲ့ဒါကတမာရီနော်တူကယောဂလုပ်ကြည့်ရင်အိန္ဒိယတူကယောဂသူလုံးနေတာနော်တိုးလိုက်ပြင်မလိုက်ပြန်ရောလိုက်ပြန်ရောလိုက်ပြန်တိုးလိုက်ထုတ်စီတိုးနာထုတ်စီတိုးနေပြီအဲ့တော့ဒီလိုထုတ်စီတိုးနေတဲ့အချိန်ကြီးမှာနော်ဒီလိုထုတ်စီတိုးနေတဲ့အချိန်မှာဘယ်တရားကအရေးပါဆုံးလဲဆိုတတိနော်ဒီစမှာနော်ခုနတမာရီသူ့လို့တဲ့ညာသူ့လို့ဝိရိယသူ့လို့ဥပ္ပကသူ့လို့သူတို့လုံရင်နဲ့အလွန်ကျွံလိုသွားတာပို့သွားတာဖြစ်နေခြင်းမှာအရေးပါဆုံးတရားတတိပဲအရေးပါဆုံးတရားတတိအဲ့တော့အဲ့တတိကနော်ဒီခုနကဒီတရားတွေ balance မဖြစ်ဘူးဆိုတာကိုသိနိုင်တဲ့တတိဖြစ်ရတယ်သိနိုင်တဲ့တတိဖြစ်ရတယ်ဟုတ်လားအဲ့တော့ပရမောင်း process ကိုကြည့်မယ်တတိဆက်ညာဆက်တတိဆက်ညာဆက်ရှေ့ဆက်စက်ကတိစက်ကမသိလို့လည်းမရဘူးစက်ကမသိညာလည်းမကောင်းအတွေ့အလည်းဝင်တယ်နော်ဆက်တိညာဖြစ်ဆက်တိညာဖြစ်အဲ့တော့စတိညာဖြစ်ကိုနော်စတိညာဖြစ်တာကိုစတိဇတိုက်တိကိုပိတိဘုကိုပဲဦးစားပေးလိုက်တဲ့ခါကျတော့ခုနလောဘဆိုရင်ဝင်သွားတယ်အဲ့တော့အဲ့နေရာမှာ correction လုပ်ရအောင်ဘယ်လိုလုပ်မလဲစိတ်ရေးထားပြီးလွယ်လေးပဲဘာမှခက်ဘူးသူဘာစဉ်းစားနေမသိနော်ပို့ထားတဲ့တတိဟာတွေးကျင်တော်ကြီးများနေလို့အဲ့တတိကိုပဲ correct လုပ်လိုက်ရမယ်ငါတွေးကျင်တော်ကြီးများနေတယ်အဲ့တော့ AC သိမယ်ဆက်တော့သိမယ် AC သိမယ်ဟုတ်တယ်မဇတိုက်သိတယ် AC သိသွားမယ်ကြည့်လောဘကြီးလောဘဇော်နဲ့မသွားလို့ဟုတ်ပြီကြည့်ဖို့လောဘဇော်နဲ့မသွားလုံးကြည့်တတိဆက်တဲ့အကြည့်ကိုညာမပါသေးရင်တောင်မှညာမပါဘဲနဲ့တတိဆက်တာကိုကျင့်တောင်မှကျင့်ကြည့်ကိုယ့်ဘက်ကိုနော်အလွယ်ဆုံးပါပဲဥမာတင်းနေတာလေးဆက်ကြည့်ရိုးလေးကြည့်တင်းတာလေးတင်းတာဆက်ကြည့်ကြည့်ရင်နဲ့ကိုယ်မှာလောဘဆိုတွေတက်လာတာဒါမှမဟုတ်အဲ့တင်းတာလေးကြည့်ရင်နဲ့စိတ်အေးလေးကြည့်နေတာလားတက်တာလေးကြည့်နေတာလားအဲ့ difference ကိုမြင်ရတယ်နားလည်လားနော်ဟုတ်တယ်သူတိုင်တာမကျွမ်းကျင်ပြီလို့နော်မကျွမ်းကျင်ပြီတော့ကိုတွေးကျင်စောရှော့ချအောင်အဲ့တော့တင်းတာကိုပဲကြည့်တင်းတာလေးကိုပုံမှန်လေးကြည့်ရမယ်ဆိုတာကိုကညာဖြစ်စဉ်ဇောတွေဖြစ်တယ်ညာနေတိုးတက်ခြင်းနဲ့အဲ့တော့ကိုလောဘဇောတွေမသိတာဝင်လာတက်လာတဲ့ခါကျတော့ကို internet tension ဖြစ်လာအဲ့တော့တတိဆက်ညာဆက်လို့ဆရာတော့တင်တဲ့ခါမှာခဏတင်ဘူးပါပဲတတိဆက်ညာဆက်ဝရိယနဲ့မဆက်နဲ့နော်တတိနဲ့ဆက်ဟုတ်လားဝရိယကတွေ့ရတော့ညာလာပြီဟုတ်လားတတိဆက်ညာဆက်အေးစစ်ဆက်တတိဆက်ညာဆက်အေးစစ်ဆက်အေးစစ်ဆက်ရင်းနဲ့အေးစစ်ဆက်ရင်းနဲ့ဘာကိုတွဲကြည့်ရမလို့ဆိုတော့တပည့်တွေပြောတယ်ဥပိ္ပခာပေါင်းဆက်တာလေးချက်အေးစစ်ဆက်ခဏလေးစအေးစစ်ဆက်ခဏလေးစအဲ့လိုသွားတာဟုတ်လားခဏလေးပြန်ရင်တော့စောင့်ပြီးရတယ်စောင့်ပြီးရတော့ဥပိ္ပခာကနေပေးတာနော်တတိဆက်ညာဆက်ဒီဆက်ညာဆက်အေးစစ်ဆက်ပြီးတော့ခဏလေးဥပိ္ပခာလုံးနေကြည့်လိုက်နော်အဲ့ဝရိယဆက်တာကိုတိတ်မလုပ်ပဲနဲ့တတိဆက်ညာဆက်တီညာနေနဲ့ပါလာတာလေးနေကြည့်လိုက်တာနေတဲ့အကျင့်ကိုဂျားပေါက်ကျင့်သွားပြရနော်တာနေတဲ့အကျင့်ကိုဂျားပေါက်မကျင့်တဲ့အခါကျတော့အများကြီး tension ဖြစ်တော့မှဟာငါများနေပြီပင်မနေပြီတာနေမှဖြစ်နေလို့တာနေဝုန်းဆိုလို့တော့အကုန်ရှော့ကြပါ
အကုန်လုံးလျှော့ကြသွားအိုးအောက်ကိုပြန်ရောက်သွားတော့ပြန်ယုံရပြန်ဟုတ်တယ်နော်အဲကြောင့်အဲတာတိဆိုတာတကယ်ကိုတာတိရတာနော်ဒီတာတိအဲ့ဒါလေးကြည့်ပြရအဲ့တော့ဒါကြောင့်မို့ကျင့်နေရင်းနဲ့တတိဆက်ညာဆက်လုံးနေရင်းနဲ့နော်ကိုယ်စိတ်ကိုအင်ဂျင်ညှိသွားတတ်ရတာ regulate လုပ်သွားတာသွားနေနဲ့ပြင်သွားတာလွန်ပြီးမှပြန်နောက်ဆုံးရင်အစပြန်ရောက်သွားဟာအဲ့တော့ complaint လာဆရာပဲတင်တယ်ဒီခက်ခဲချင်းအစပြန်စဟာလူသမီးအစပြန်စတာဘာမှမရှိတော့ဘူးလာတာဟုတ်တယ်အဲ့ဒါ beginner တွေတင်တာနော် beginner တွေကသွားနေနဲ့မပြင်တတ်လို့ပြဿနာဖြစ်တိုင်းအစပြန်စနော်အပြင်မှာပြဿနာဖြစ်တိုင်းကိုယ်မိဘရင်ပြန်လာနောက်ကြတော့ဒီလာပြောလို့နိုင်ငံခြားမှာပြဿနာဖြစ်တိုင်းဘာမှပြန်လာလို့မရတော့ဘူးလေဟုတ်လားနိုင်ငံခြားမှာဖြစ်အောင်ရှင်းတော့ဟုတ်လားမိမိတို့နားလည်နော်စတော့ဘာပဲဖြစ်အိမ်ဖုံးဆက်တာနော်မေကယ်ပေါင်းဖေကယ်ပေါင်းဟုတ်လားတစ်ချိန်ဟုတ်လားအဲ့တော့စဘီဂင်နာတွေတော့ဘာမှမသိလုံးတတ်တော့အစပြန်စနောက်ပိုင်းကျတော့ကိုယ့်ဘက်ကိုဖြည့်ရှင်းတော့ဒီတရားဒီတိုင်းပဲတရားထုတ်တာနော်အဲ့တော့ကိုယ့်ဘက်ကိုဖြည့်ရှင်းဖို့အတွက်ကအရေးကြီးဆုံးကတတိပဲနော်ဆရာတို့တင်နေတာတင်နေတုန်းကစပဲမှာတစ်ပိုင်းစီတင်တာလေဟုတ်လားနောက်ပိုင်းကျတော့တစ်ပိုင်းစီမဟုတ်တော့အကုန်လုံးပေါင်းပြီးတော့ကျင့်ရတာနော်တစ်ပိုင်းစီကျင့်နေတွေ့တော့မတတ်သေးဘူးနောက်ပိုင်းကျတော့လုံနေရင်းနဲ့ပဲဒါမှအစိတ်ကများနေသလားခဏပြန်ဆောင်ကြည့်ပြန်ဆက်သွားငါတတိနဲနေလားတတိပြန်ဆက်ငါညံမပါဘူးလားခဏပြန်ဆောက်ညံဖြစ်အောင်ပြန်ကျင့်အဲ့လိုသွားနေတာနော်သွားနေရင်းနဲ့ကျင့်နေရင်းနဲ့ကို correction လုပ်ရမယ်ကျင့်နေရင် correction မလုပ်ရင်ခုနလိုတတိလွန်သွားတာ sorry ဥပက္ခညံလွန်သွားတာဖြစ်မယ်သမာဓိလွန်သွားတာဖြစ်မယ်အဲ့တော့ကျင့်နေတဲ့ဉာဏ်သမာဓိဝိရိယဒါတွေလွန်နေလားယော့နေလားဆိုတော့နော် check လုပ်တာတတိပဲရှိတယ်အဲ့တတိကိုသူကအတော့မချတတ်တယ်လို့သွားနေရင်ကိုယ်စိတ်ကိုပြန်ကြည်သွားတဲ့အကျင့်တော့သွားနေရင်ကိုချေကိုတွေးဖို့ရွယ်မဲလိုက်လို့မရဘူးချေကိုတွေးအောင်လုပ်တော့မုတ်ဒီပါစုပြန်လျှော့မုတ်ဒီပါစုပြန်လျှော့ပြန်လုပ်အဲ့ဒါနဲ့တရားလဲနော်ဘာလဲဆိုခုနအင်ဂျွေညှိတာကအရင်တုန်းက beginner တွေတင်တာလွန်မှညှိတာအခုကလုံနေနေညှိရတော့မှာဟာလားပြောချင်တာအဲ့ဒါပဲလွန်မှညှိတာမဟုတ်ဘူးလုံနေနေညှိသွားနော်လုံနေနေညှိတတ်အောင်ကဘယ်သူကညှိပြီးမှလဲတတိဟုတ်လားရေးကြည့်လေအဲ့တတိကိုကောင်းစွာအသုံးချတတ်ကမှာတွေ့ပြီးရောမြင်ပြီးရောဉာဏ်ဖြစ်ပြီးရောချမရဘူးဘယ်တော့မှမရဘူးနော်သွားရင်လုံရင်ကိုင်းရင်ညှိရမယ်လုံရင်ကိုင်းရင်ညှိသွားအဲ့တော့တင်ပေးရတာလဲနည်းနည်းတော့ခက်တယ်ဒီနေရာရောက်မှဒီလေ့ကျင့်ခန်းတင်လို့ရတာလောက်တဲ့သူကလည်းခက်တယ်ဒါဆိုအဲ့နေရာရောက်တော့လို့ခက်တယ်အဲ့နေရာမရောက်ရင်လည်းရှင်းမတက်ဘူးကောင်းရောမလုပ်ကြနော်အဲ့နေရာလေရောက်လာမှာကြုံမှာကျင်နဲ့ရောက်လာမယ်ကြုံမယ်ဒါကခုနလိုနော်လေ့ကျင့်များပြီးဒါတပည့်တရားတင်ပြချက်ကိုဒီကဇွန်ကလူနည်းနည်းလေးဖောက်တယ်ချပေးတယ်နော်အဲ့တော့တရားထုတ်တဲ့သူကနောက်ဆုံးကောက်ချက်ပါချရမယ်လို့ကိုယ့်ဘက်ကိုပြင်ရမယ်အာထုတ်နေပြင်တတ်ရမယ်အဲ့ဒါကိုပြောချင်တယ်အဖြစ်ရဟုတ်ပြီနော်ကိုယ့်ဘက်ကိုပြင်ရမယ်အာထုတ်နေပြင်တတ်ရမယ်နော်ကိုယ့် error ကို correction လုပ်နိုင်ရမယ်ဟုတ်ပြီနော်လူတိုင်းကဒီ correction လုပ်တတ်ဖို့ဆရာတို့အများကြီးလေ့ကျင့်ပေးနေတာသင်ပေးနေတာဒီလောက်ပဲသင်ဒီလောက်ပဲကြည့်ခုနလိုပေါ့ခက်ခဲလေးတွေရှိနေကြအောင်ပါပဲခက်ခဲလေးတွေရှိနေကြအောင်ပါနော်ခက်ခဲကိုလည်းကိုယ့်ဘာကိုရှင်းပေါ့မရတဲ့ခါတော့လာတင်ပြပေါ့မရတဲ့ခါတော့လာတင်ပြပေါ့ကဲဟုတ်ပြီဒါကတရားအထုတ်သူတွေကကြုံရမယ်လားရဲ့ကြုံလာရင်ဘယ်လိုလုပ်မလဲကိုယ့်ဘာကိုပြင်ဟုတ်လား
ကိုယ့်ဘာကိုမပြင်တတ်သေးတဲ့လူကဇုံးမှလာနားထောင်ကြားလို့ပြင်ပြီးတာလေးနားထောင်ကြပါနော်ဟုတ်ပြီနောက်မေးကတကူကတော့နောက်ကြုံမှာပဲတင်တော့ဘာလို့နှစ်ခုတင်ကောင်းရှုပ်သွားမယ်နော်တစ်ခုတင်ရင်ကောင်းရှုပ်သွားမယ်တစ်ခုပဲတင်ပြီကဲတစ်ခုတင်ပြီးတော့နောက်တစ်ယောက်မေးကြအောင်စို့နော်နောက်တစ်ယောက်ဘယ်လိုမေးရမလဲလို့ပေါ့နောက်တစ်ယောက်မေးကြအောင်အဲ့လိုဘယ်လိုပြောမလဲလို့ပေါ့တရားထူတာအမြဲတမ်းကိုကျင့်ပြီးတော့အမြဲတမ်းကိုလုပ်နေရတာပဲနော်ဒီစိတ်ကူးပေါက်မထားလို့တော့နည်းနည်းလေးခက်တာပေါ့လေအမြဲတမ်းလုပ်အမြဲတမ်းပြင်အမြဲတမ်းပြင်အဲ့လိုမှတိုးတက်ပါလိမ့်မယ်ဟုတ်နော်ဒေါ်ခင်မိုးလိုင်ရှိလားမင်းဒေါ်ခင်မိုးလိုင်ဟိုရင်လည်းကတော့သူ့မေးရဒေါ်မိမိုးတို့သူတို့လည်းမေးရအောင်ဒေါ်ခင်လေးစုလို့နော်ဒေါ်တင်မိုးဆွေလို့မမေကြီးတို့ရှေ့တော့ခင်မိုးလိုင်ကိုဖွင့်ပေးထားပါတယ်ခင်ဗျဟုတ်ပြီခင်မိုးလိုင်ပြောဆရာကြီးမင်္ဂလာပါဆရာဟုတ်ပြီပြောဆရာကြီးကျမတော့အခုဆရာကြီးသင်ထားတဲ့အတိုင်းပဲရုပ်တွေ့တယ်ဉာဏ်ဖြစ်တယ်ဟုတ်ပြီများသိအောင်လုပ်တယ်သာသိတယ်ဟုတ်ကဲ့သိကများသိသူ့အနေနဲ့သူထားဆိုပြီးတော့ရုပ်ကိုကြည်ကျအောင်လေ့ကျင့်နေပါတယ်ဆရာကြီးစိတ်နဲ့ကတော့တခါတလေတွဲပြီးတော့တွေ့ပါတယ်ဆရာကြီးစိတ်ကိုတော့တခါတလေသိသဘောလေးတွေကိုသိပြီးတော့စိတ်နဲ့ယုံနဲ့ကိုတွဲပြီးတော့တခါတလေသိပါတယ်ဆရာကြီးအဲ့တိုင်းလေးပဲလေ့ကျင့်နေပါတယ်ဆရာကြီးအဲ့ဆရာတို့သင်ပြီးတာအရင်ဆုံးကတော့ format ကိုရင်သင်တာပေါ့ frame ပေါ့ frame ကဆရာကြီးထပ်ပြီးတော့အေးလေသင်ပေးပါအောင်ဆရာကြီးframe ရင်သင်ရတော့ကိုယ်ရှင်ရုပ်တည်ရမယ်ဉာဏ်ပြရမယ်မြင်မှသိရမယ်သာသိရမယ်စိတ်တွေ့ရမယ်စသဖြင့်ဒါဒီ frame နေအဲ့တော့ frame ကိုအကျမ်းပထမလမ်းကြောင်းကိုရင်ခင်ပြီးတော့မှဒါကြည်ညက်ပြီးဆိုတစ်ခုတခါထပ်ပြီးတော့ကြည်ညက်အောင်ကျင့်အောင်ခုကြည်ညက်အောင်ကျင့်တဲ့ခါကျအစပြန်ကျင့်ရတော့ယုတ်ကပြန်စားကျင့်ရုပ်ကိုကျင့်နေမှာများသိအောင်ကျင့်တဲ့အခါရုပ်ကိုများသိအောင်ကျင့်တဲ့အခါမှာများလဲတွေ့လာတာရှိမယ်များလဲဉာဏ်ဖြစ်တာရှိမယ်များလဲအခက်အခဲတွေတွေ့လာအောင်ဟုတ်နော်များလဲအခက်အခဲတွေ့လာဒီတစ်ခုကိုပဲကြည်အောင်အများကြီးကျင့်ဖို့လိုသေးတယ်များကျင့်နော်နောက်တစ်ခုကဒီတစ်ခုကိုကျင့်နေရင်လည်းငါတော့စိတ်လည်းမတွေ့ပါဘူးဆိုပြီးတော့စိတ်ပြတ်သွားတယ်မျိုးလည်းချို့ရှိတတ်တယ်စိတ်မပြတ်နဲ့နော်စိတ်မပြတ်နဲ့သူကစိတ်ကိုတွေ့နိုင်တဲ့အနေထားပေါ့မရောက်သေးတော့မတွေ့သေးတာပေါ့ကိုယ်လောလို့မရအောင်ကိုယ်အလုပ်ကိုပဲကိုယ်မလုပ်နေရင်လည်းကျန်တာတွေကတိုးတက်လာလိမ့်မယ်အရေးကြီးတာကိုယ်အလုပ်ကိုမလေးလုပ်သွားဖို့နေစနစ်တကျလုပ်ဖို့ပဲတွေ့ကျင်ဆောင်နဲ့လုပ်လို့မရအောင်ဒီမိုးလာကိုရုပ်တွေ့တဲ့ညာဖြစ်တယ်โอเคရုပ်တွေ့တဲ့ညာဖြစ်တယ်သူစိတ်တွေ့ကျင်နေပြီနေဦးလေးမလောနဲ့ဘူးသူတွေ့ဖို့ကအနေထားမရောက်သေးတာဟုတ်လားအဲ့တော့ရုပ်တွေ့ညာဖြစ်မှာနော်များတွေ့တာတိလုပ်ပဲဒါမင်းညာပြောသလိုပေါ့ရုပ်ကသူ့ရဲ့အနေထား၃မျိုးရှိမယ်ပုံမှန်အနေထားဖြစ်မယ်အဲ့သမီးကပုံမှန်အနေထားမှညာဖြစ်တာလားပြင်းထန်တဲ့အနေထားမှညာဖြစ်တာလားဒုညံ့တဲ့အနေထားမှညာဖြစ်တာလားဒါတွေကြည့်အောင်နော်ဟုတ်လားနောက်တနေရာထဲမှာဉာဏ်ဖြစ်တာလားများမှဉာဏ်ဖြစ်တာလားနောက်ကထိုင်နေရင်ဉာဏ်ဖြစ်တာလမ်းလျှောက်တဲ့ကဉာဏ်ဖြစ်တာတုံးလုံးတဲ့ကဉာဏ်ဖြစ်တာအဲ့လိုမျိုးဖုံနော်စုံလေးများလေးကျင့်လာနိုင်ပြီဆိုရင်ပို့ပြီးတော့ဉာဏ်နေအားကောင်းလာတဲ့အခါမှာတာတိလှုပ်လိုက်တဲ့အခါပိုးလွယ်လိမ့်မယ်စိတ်လည်းပို့တွေ့ရတာလွယ်သွားလိမ့်မယ်နော်အဲ့တော့စိတ်ကိုသမီးတွေ့တာနဲ့အားနေသေးတယ်ဆိုရင်ခုနကera ကဘာလဲဆိုတော့တွေ့တော့တွေ့တယ်အဲ့ဒါပုံကိုသူကကပ်ပြီးတော့တည်နေတယ်အားဆိုင်ပြီးတော့တည်နေတယ်တွေ့ချင်စောနဲ့တည်နေဆိုရင်စိတ်ကိုတွေ့ဖို့ခက်ခဲဖြစ်နေတယ်တွေ့တယ်များတွေ့တယ်များတွေ့တော့မှသူကနည်းနည်းလေးရှားစရာမလိုဘူးဒီတိုင်းနေရင်လည်းတည်တာပဲဆိုတော့အတိရသွားမယ်နော်အဲ့တော့ဒီတိုင်းနေရင်လည်းတည်တာပဲဆိုတော့တည်သွားတော့မှစိတ်ကိုတွေ့တာဟုတ်လား
ရှာနေရသေးရင်စိတ်ကိုမတွေ့သေးဘူးရှာနေရသေးရင်တော့စိတ်ကိုတွေ့အဲ့တော့ချုပ်ကဘာကိုသင်ပေးရမလဲတို့သတိထားသတိနဲ့နေသတိထားလိုက်သတိနဲ့နေလိုက်သတိထားလိုက်သတိနဲ့နေလိုက်ဒါကျင့်ရမှာသတိထားလိုက်သတိနဲ့နေကြည့်လိုက်သတိထားလိုက်သတိနဲ့နေကြည့်လိုက်ဒါကျင့်အရင်လွယ်ပါလေအလွယ်ဆုံးကျင့်ပြီးပဲဘာလို့အပြင်မှာသွားရင်လာရင်ကျင့်လို့ရတယ်လေအတန်ကြားတယ်ဘာသာလဲသတိထားလိုက်တယ်ကိုယ့်အောင်ပြန်နေလိုက်တယ်မြင်လိုက်တယ်ဘာဒီလဲသတိထားလိုက်တယ်ပြီးကိုယ့်အောင်ပြန်နေလိုက်တယ်နော်အဲ့သတိထားလိုက်တဲ့ကိုယ့်ဘောက်နေလိုက်တယ်သတိထားလိုက်တဲ့ကိုယ့်ဘောက်နေလိုက်အဲ့ဒါကျင့်ပြီအဲ့ဒါမြင်မှကျင့်ပြီဟုတ်လားနောက်တစ်ခုကဘာလဲဆိုသတိထားလိုက်တဲ့ဉာဏ်ဖြစ်တယ်နော်ဉာဏ်ဖြစ်အောင်ဉာဏ်ဖြစ်တဲ့ဒီသတိထားတယ်ဉာဏ်ဖြစ်တဲ့ဆိုဒီလက္ခဏာတွေ့တာပေါ့သတိထားတဲ့ဉာဏ်ဖြစ်အောင်နေတယ်ဉာဏ်ဖြစ်အောင်နေတယ်ဆိုစူးစမ်းမှဉာဏ်ဖြစ်တာလေဟုတ်လားအတန်ကြားတယ်ဘာသာနဲ့ညာသာနဲ့ပြီးရင်ကိုယ့်အကိုပြန်နေတယ်ကိုယ့်အပြန်နေတော့မှကြားသဘောလေးတွေ့မယ်ကြားသဘောလေးမှဉာဏ်ဖြစ်တယ်ဒီလိုသွားတာအဲ့တော့သတိနဲ့ဉာဏ်နဲ့တခါပေါင်းစပ်ပြီးချက်နော်အဲ့တော့အဲ့ကိုယ်သတိနဲ့ကိုယ်နေတယ်ကိုယ့်ဘာကိုနေတယ်ဆိုတာကအချိန်တိုင်းလို့များများလေးချက်ပြီးနော်ဒီနေ့လည်းတင်ပြီးတယ်ဘာယုံမှမတွေ့ဘူးဘာညာမှမဖြစ်ဘူးဟုတ်လားအတန်ကြားလိုက်တယ်မြင်လိုက်တယ်ကိုယ့်ဘာကိုနေတတ်တယ်ကိုယ့်ဘာကိုနေတဲ့အချိန်ကိုချက်ပြီးဒါမဲ့သတိမပါညာမပါသေးပဲနဲ့ကိုယ့်ဘာကိုနေတဲ့အခါကျတော့တမင်တကာနေတယ်လို့ဖြစ်နေတာအာမကောင်းအဲ့မှာတတိလေးနဲ့ကိုယ့်ဘာကိုနေလိုက်တဲ့အခါကျတော့အာကောင်းသွားတယ်တတိလေးနဲ့ကိုယ့်ဘာကိုနေတယ်ဆိုတာကိုယ်သိစိတ်လေးကအပြင်မထွက်အောင်ကွာသာသာလေးထိန်းထားပြီးတာအာယုံရှိကိုမထွက်သွားအောင်လို့တတိလေးနဲ့နေတာအဲ့ဒါကြတော့ကိုယ့်ဘာကိုလည်းနေတယ်တတိနဲ့လည်းနေတယ်တစ်စက်တက်သွားတယ်ကိုယ့်ဘာကိုလည်းနေတယ်တတိနဲ့လည်းနေတယ်ဉာဏ်နဲ့လည်းနေတယ်ဉာဏ်စာဒီအတန်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်လေးတွေဉာဏ်နဲ့နေပိုကောင်းသွားအဲ့လိုလေးကျင့်အဲ့ဆိုရင်ခုနကိုယ်တတိနဲ့ကိုယ်နေဆိုတဲ့ခေါင်းစဉ်ကိုများကျင့်တတ်ပါလေများကျင့်တတ်ပါတမင်တကာကြီးလိုက်ကျင့်နေရင်လည်းပင်ပန်းတယ်တွားရင်လာရင်ကျင့်ရမ်းလွယ်တယ်တွားရင်လာရင်ကျင့်ရမ်းလွယ်တယ်အဲ့တော့တွားရင်လာရင်ကျင့်ကြည့်ကြတွားရင်လာရင်ကိုယ်တတိနဲ့ကိုယ်နေတာဘာခက်တာမှမဟုတ်လဲနော်အဲ့ဒါလေးကျင့်ပြီးအဲ့တော့ဉာဏ်ဖြစ်အောင်လည်းနေတတ်ရမယ်ကိုယ်တတိနဲ့လည်းကိုယ်နေတတ်ရမယ်အဲ့လိုချက်အဲ့ဒါဆိုရင်တွေ့ကြရတယ်အကုန်လုံးကလွယ်လွယ်ကူကူတွေ့သွားလိမ့်မယ်တွေ့သွားလိမ့်ဒီနဲ့နေညာနဲ့နေတခုခုကိုမဲပြီးတော့ကြည့်နေတော့အဲ့နေရာတွေကြာနေလိမ့်မယ်ခက်နေလိမ့်မယ်နောက်အာယုံလည်းမကြည့်တော့ဖြစ်နေလိမ့်မယ်တရားအားထုတ်ရဆိုအစမှာတော့အာယုံတစ်ခုနဲ့ကြည့်ရတာပဲနောက်ပိုင်းကျတော့အာယုံအများနဲ့ကြည့်ရတာပဲနောက်ပိုင်းကျတော့အာယုံအများကိုပဲကိုယ်တည်းနဲ့ကိုယ်တည်ပြီးကြည့်ရတာကျင့်တဲ့စနစ်တရားမတူဘူးဟုတ်ကဲ့ပါနော်ကျင့်တဲ့စနစ်တရားမတူအဲ့လိုလေးကျင့်ပြီနော်ဟုတ်ကဲ့ပါဆရာပထမတော့အာယုံတစ်ခုနဲ့ကျင့်နောက်အာယုံအများနဲ့ကျင့်နော်ရုပ်ဆိုရုပ်အာယုံနဲ့ကျင့်ရုပ်နောက်ဆိုရုပ်မျိုးမျိုးနဲ့ကျင့်ရုပ်တရုပ်တည်းနဲ့ကျင့်နေတယ်ရုပ်တရုပ်နဲ့ကျင့်လိုက်ကိုယ်အောင်နေကြည့်လိုက်သာသာလေးနေကြည့်လိုက်ရုပ်အများနဲ့ကျင့်လိုက်သာသာလေးနေကြည့်လိုက်အဲ့လိုလေးသွားပြီနော်အဲ့ဒါဆိုစိတ်ကိုတွေ့တာလွယ်သွားလိမ့်မယ်သာသာနေဆိုတာမလုပ်တတ်ရင်တော့စိတ်ကိုမတွေ့ဘူးနောက်ပြီးတော့ဆက်ပြီးကြိုးစားပါမယ်ဆရာပင်မန်းနော်သာသာနေဆိုတာလုပ်တတ်ပါဟုတ်ကဲ့ပါအဲ့လိုပြီးသွားရင်လွယ်လာဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာဟုတ်ပြီအဲ့တော့အခုကြည့်နေတာတပည့်တို့အချုပ်ပြောရအခုကြည့်နေတဲ့အတိုင်းကျင့်များများတွေ့အောင်ကျင့်သာသာနေပြီးတော့ကျင့်များများတွေ့အောင်ကျင့်သာသာနေပြီးတော့ကျင့်အဲ့ဒါလေးကျင့်ပြီဟုတ်ပြီနော်ကဲနည်းနည်းပြောပါဦးနည်းနည်းကနေတိုင်းတော့ဆက်ပေါင်းမှာစတယ်သူ့တရားလေးဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ပြောသမီးကနေချင်းမှဆရာကြီးတခုခုဆိုလို့ရှိရင်လေစိတ်ထဲမှာစကားတွေထွက်ပြောတာတွေ့တယ်ခါလေးကျရင်လေတက်ရက်သွားတာကောင်းတာပေါ့ဟုတ်တခါလေးကျတီးလိုက်နဲ့ရက်တာလဲရှိတယ်ဘယ်နဲ့ဆက်ပြောခြင်းနေတာတွေကိုလည်းတွေ့ရဆရာကောင်းလိုက်တာနော်ဆက်ပြောခြင်းနေလို့ရှိရင်ဂုံတော့ပွားလဲမရဘူးပွားလိုက်ပြောလိုက်ဖြစ်နေဆရာဟုတ်ပြီဂုံတော့ပွားဖို့ဂုံတော့မပွားပါနဲ့
ဘုနာပေါ်တာစကေး option ကိုနော်ဘာမှမလုပ်တတ်မှာကုန်တော့ကွာနော်သမီးကအခုတွေးရှိချက်ကတကယ်ကောင်းတယ်နော်စိတ်ထဲမှာစကားတွေပြောတယ်ဆိုတော့ကိုယ်စိတ်မှာဖြစ်နေတာတွေတွေ့လာပြီဆိုပြီးတာကအပြင်မှာတွေ့တဲ့အပြင်ကိုတွေ့တဲ့တတိတဲ့ပိုကောင်းတယ်ကိုယ်ကုံမှာဖြစ်တဲ့တတိတဲ့ပိုကောင်းတယ်ကိုယ်စိတ်မှာဖြစ်နေတဲ့တတိကပိုကောင်းတယ်တတိကောင်းလာပြီဟုတ်ပြီနော်တတိကောင်းလို့တွေ့တာလေကိုယ်စိတ်ကိုတွေ့ရဆိုတော့တတိကောင်းလို့တွေ့တာကိုယ်စိတ်တတိကိုယ်စိတ်ကိုမတွေ့သေးရင်တတိကမကောင်းသေးဘူးအပြင်မှာတတိရှိတဲ့လူကတတိရှိတော့ရှိတယ်မကောင်းကိုယ်ကုံမှာဖြစ်နေတာသိတဲ့လူကတတိကောင်းလာပြီတော့ဒီမကောင်းဘူးကိုယ်စိတ်မှာဖြစ်နေတာသိတိုင်းတတိပိုကောင်းလာတယ်ဟုတ်ပြီဒါတတိနောက်ဆိုတတိပြီးရင်ညာတတိပြီးညာဟုတ်လားကိုယ်မှာပေါ်နေတဲ့ဟာတွေနော်ဥကတတိဆရာ၃မျိုးပြောတယ်နော်အပြင်ကအကြောင်းတွေအပြင်ဆိုတာအတန်တွေပေါ့ကွာအတန်တွေကိုသိထားတယ်တတိထားတယ်နောက်တော့ကိုယ်မှာပေါ်တာတတိထားတယ်သူစိတ်မှာပေါ်တာတတိထားတယ်တတိက level ၃မျိုးရှိသွားတယ်ညာလေးထုတ်နေကြပါမယ်နော်အပြင်မှာပေါ်တယ်အပြင်မှာကြားတဲ့အတန်တွေခုနကပြောတာဟောဘယ်သူလဲမသိပြောတာစူးတက်ခိုင်းတာအပြင်မှာကြောက်လို့တွေလုံနေတယ်ဒါကစင်ကျင်ညာတော့ထည့်လို့ရလေငါခိုင်းတာလည်းမဟုတ်သူကသူလောက်တာငါတော်တာလို့လည်းမရဘူးတော်တာညာဖြစ်နေမယ်အဲ့တော့သူ့လို့သူလုံနေတာဒါစင်ကျင်ညာဝိပဿနာညာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုသူ့လို့သူလုံနေတာဘယ်လိုစင်ကျင်လိုက်ရင်ကိုပဲစိတ်ကအေးသွားတယ်ဘယ်သူ့လို့သူလုံတာပဲကိုဘာမှပြောလို့မရတာနော်သူ့လို့သူလုံတာပဲဒါရိုးရိုးလေးပဲနောက်တစ်ခါကျတော့ကိုမာပေါ်တဲ့ရုပ်ကိုမာပေါ်တဲ့ရုပ်တွေတွေ့တယ်ကိုမာပေါ်တဲ့ရုပ်တွေကျတော့ဖောက်ပြန်တာတွေတွေ့လာပြီပြောင်းလဲတာတွေတွေ့လာပြီဒါတွေနဲ့သူ့လို့သူလို့နေတာပဲလို့သဘောပေါက်လိုက်ရင်ကိုယ်အေးရတော့ပြန်ပြီဒါညာအကြောင်းပြောနေပြီနော်ဟုတ်လားအပြင်မှာတွေ့တဲ့အတန်အပြင်မှာကြားတဲ့အတန်ကြတော့ကစင်ကျင်မှုနဲ့အေးချမ်းသွားတာညာတော့မဟုတ်သေးဘူးကိုယ်ရုပ်မှာကျတော့စင်ကျင်တာမဟုတ်တော့ဘူးကိုယ်တိုင်တွေ့တာဟုတ်လားတိုးလိုက်ရောလိုက်ပြင်းလိုက်ပြောလိုက်ပေါက်ပြန်ပြောင်းလိုက်တော့ကိုယ်တိုင်တွေ့တယ်ဒါကြီးကလည်းသူ့သဘောနဲ့သူပဲသူ့လို့သူလို့နေတာပဲလို့သဘောပေါက်သွားရင်အေးချမ်းသွားပြန်ပေါက်ပြီအဲ့တော့အပြင်ကစောက်လို့ရတယ်လည်းသူ့လို့သူလို့နေတာပဲကိုယ်ကုံမှာရှိတဲ့ရုပ်တွေလည်းသူ့လို့သူလို့တာဒါမြင့်ရင်နွေးနွေးစိတ်ထဲကစကလုံးတွေဘယ်သူလုံးတာလဲသူ့လို့သူဖြစ်သူ့ဟာသူဖြစ်နေတာပဲအဲ့ဒါဘာဖြစ်လို့သွားတားတာအဲ့ဒါပြုတ်သွားတာဒါemotion လို့ရှင်ဆိုင်ရင်နဲ့မှတိုးရဖြစ်နေလို့ခံတာဟုတ်တယ်အဲ့တော့သမီးကဘာပဲလုပ်ရမလဲဖြစ်မှန်သိညာပြောင်းတယ်ဟုတ်လားခုနဒီအတွေးတွေဒီဆိုရက်ချင်လို့မရဘူးရအောင်လဲဂုံတော်မပွားနဲ့မရဘူးမလုပ်ရဘူးနော်ဂုံတော်ပွားဆိုတော့မလုပ်အောင်ဆိုတော့ဒီချိန်မှာမလုပ်အောင်တိတ်ပြီးတော့တားမြစီမြတွေးလိုက်ရင်တော့အာယုံပြောင်းနေတယ်ပွားမယ်အခုကကြတော့ကိုကသတိနဲ့နေလို့ရနေပွားကြမလို့သေးဂုံတော်ဆိုသတိပြတ်သွားလောက်ဟိုအခြေအနေဆိုတော့မှဂုံတော်မှာသွားပြီးသတိပြန်ယူပါဟုတ်ပြီအဲ့တော့ပြောချင်တာကသူ့ဘာသူဖြစ်နေတာသူ့ဘာသူလုပ်နေတာဘာမှဝင်မရှုံးသတိနဲ့နေနားလေလားနော်လောဘဖြစ်နေတဲ့လောဘသမတနဲ့လောဘဖြစ်နေတဲ့လောဘဖြစ်ခွင့်ပေးလိုက်ဖြစ်သားမယ်လောဘဘယ်လောက်ဖြစ်မလဲဘေးကနေတိုင်ကြည့်နေဒေါသဖြစ်တယ်ဒေါသဖြစ်နေတယ်ဆိုပြီးအတင်းဒေါသတွေမြူချတယ်သူပြောတယ်ဒေါသတွေမြူချတယ်လေနော်ဒေါသတွေအပြင်မထွက်မြူချတယ်လေဆရာတို့သွားချင်တာကဒေါသမြူချတဲ့ပုံစံမသွားချင်ဘူးနော် level 1နေမယ်ဆရာတို့သွားချင်တာကဒေါသကိုတတိနဲ့ထွက်တဲ့ပုံစံသွားချင်တာနားလည်လားဒေါသကိုတတိနဲ့ထွက်ကြည့်နော်ဒေါသကိုတတိမပါပဲထွက်တာနဲ့ဒေါသကိုတတိနဲ့ထွက်တာနဲ့လေ့ကျင့်ကြည့်တတိလေးနဲ့ဒေါသထွက်ကြည့်တာမှာဒီတိုင်းပဲနော်စိတ်ထဲစကလုံးတွေထွက်လာတယ်တတိလေးနဲ့ထွက်နေတယ်သူစကလုံးတွေထွက်နေတယ်ဆိုတာကွာတတိနဲ့ဒါတတိနဲ့ပဲနေတာရှိတယ်နော်ညာမပါသေးဘူးညာမရောက်သေးဘူးညာမရောက်သေးဘူးဟုတ်လားအဲ့တော့ဖြစ်စေသည့်တတိနဲ့နေဖြစ်စေသည့်တတိနဲ့နေတတိနဲ့နေပြီးတော့မှနောက်ညာနဲ့နေညာမှာကကြတော့ဒီလိုဟာမျိုးမှာကြတော့ဒီလိုနေရာမျိုးမှာအလွယ်ဆုံးညာကစင်ကြင်ညာအနတ္တညာ emotion မှာစင်ကြင်ညာအနတ္တညာအရင်အသုံးဝင်တယ်ဟုတ်လား
စင်ညာအနတ္တညာဒါသူကဖြစ်တာပဲသူဘောနဲ့သူဖြစ်တာပဲသူဒေါသထွက်เสียကြီးတို့ထွက်တာပဲဒီဒေါသကြီးကမထွက်နဲ့ဆိုပြီးတော့ဝဲဦးလည်းနဲ့ပိတ်ထားလို့မှရတာမှမဟုတ်တာအဲ့လိုလေးစင်ကြယ်ပြီနော်စင်ကြယ်ပြီအဲ့ဆိုရင်ခုနတတိ plus စင်ကြယ်ညာအဲ့ဆိုညာရောက်ပါလေတတိထားလိုက်တာနဲ့ကိုရောက်ပါလေခုနဒေါသထွက်ဒေါသထွက်နေပါလားလို့တတိနဲ့ထွက်ကြည့်အဲ့ဒေါသကအရင်တော့လည်းမပြင်းထန်ဘူးရင်တော့လည်းမကြမ်းတာဘူးနော်အဲ့တတိနဲ့ထွက်ကြည့်တတိဒေါသထွက်လို့ကမှတတိလေးဝင်လိုက်တာနဲ့ဒေါသထွက်နေမှတိလိုက်တာနဲ့ကိုပဲအထိုက်တော့ရုပ်သွားတယ်နောက်တော့ကစင်ညာလေးပေါက်လိုက်ရင်နည်းနည်းထိုက်ရုပ်နောက်တော့ကကြတော့မှတကယ်ညာဆိုတော့သူလက္ခဏာကိုတိုက်ရိုက်ရှုရညာတိုက်ရိုက်တွေ့တဲ့ညာဒေါသထွက်နေပါလေပူလောင်နေတယ်ဟုတ်လားနော်ပူလောင်နေတယ်ပူလောင်တာရှုပါခုနသမီးနေအင်တာနက်တော့ကိများနေပွားနေတာကုသစကားနဲ့ဆိုပွားနေမကျင်တတ်တယ်ပွားနေကွာအသာလေးပဲထိုင်ကြည့်နေကြည့်နေအဲ့ပွားနေတာတော်တော်ပူလောင်တာလို့ဆိုတာတွေ့လိမ့်မယ်နားလေလားတကယ်ပွားနေတာထိုင်ကြည့်ပူလောင်နေအဲ့ဒါသကလုံးသုံးထောက်ရတာပူလောင်တာအဲ့ပူလောင်တာကိုတွေ့တဲ့အစစ်ဆိုရင်တော့တော်တော်ညဉ့်ညာကောင်းပါပြီနော်ဒါကိလေသာကိုတွေ့ပြီဒါမကျေနပ်လို့ပဲပွားကျေနပ်လို့ပဲပွားမကျေနပ်တယ်လည်းကိလေသာပဲဒေါသကျေနပ်တယ်လည်းလောဘကိလေသာပဲဟုတ်လားကျေနပ်တယ်မှမသိမကျေနပ်မှမသိဟာလားဘာလဲမဲမြရမ်းနေတာမောဟဟုတ်လားအဲ့တော့ဘလို့ပဲပွားအဲ့ပွားတာပွားနေမှတိုင်တတိလေးနဲ့ကြည့်နေရင်ပထမပွားမှန်တီတတိနဲ့နေနည်းနည်းရော့ဒါသူကသူဖြစ်နေတာပဲသူကသူပွားနေတာပဲပွားစမ်းဆိုလှုပ်ပေးထားလိုက်အဲ့ဒါဆိုစင်ကျင်ညာနောက်တစ်ခါကျတော့ဒီလိုပွားတာတော်တော်ပင်ပန်းတာပဲတော်တော်ပူလောင်တာပဲအဲ့လိုတွေ့လိုက်တော့မှညာဟုတ်ပြီလားကဲအဲ့ဒါသူမျိုးတင်လိုက်တာနော်ခုနအပြင်ဟာစပြီးတော့တင်တာကကျန်တဲ့လူတွေကသမီးလောက်မတတ်သေးလို့နော်သူနည်းမြောက်ပေးရမှာနော်အဲ့ဒါသူတို့ကြတော့အကျဉ်းသားစတင်တာနော်သမီးကကြတော့ခုနကနော်အင်တာနက်တော့ကိနေစတင်သူကျန်တဲ့လူကနားလည်အောင်အဲ့ဒါအိတ်ငိုက်ကုန်မှာအဲ့ကဆိုရင်ဖြစ်မှန်တိလူရင်းချက်ကဖြစ်မှန်တိတတိနဲ့နေနော်နောက်တစ်ခုကစင်ချင်းဟုတ်လားစင်ချင်းနောက်တစ်ခုကပူလောင်တဲ့သဘောကြည့်အဲ့ဒါကကြဒါ step by step တင်ပါနော်ဖြစ်မှန်တိဒါတွေပွားတာတော်တော်ပူလောင်တာပဲတန်းသိလို့ရတယ်ပူလောင်တာကိုတန်းသိလို့ရတယ်စင်ချင်းတာမထည့်လို့ရတယ်ပူလောင်တာတန်းမသိဆိုစင်ချင်းညာလေးထည့်ပြီးစင်ချင်းညာမှန်သမျှကအကုန်လုံးကိုယ့်ရဲ့ဒီဂရီရောစီတယ်စင်ချင်းညာမှန်သမျှဘာပြဿနာပဲရှိဖြစ်စင်ချင်းမှုလေးထည့်လိုက်ရင်ဒီဂရီရောတယ်စင်ချင်းတုံတရားလေးပေါ့နော်စင်ချင်းတုံတရားလေးထည့်လိုက်ရင်ကိုယ့်ရဲ့ပြင်းထန်မှု violence ကိုပြင်းထန်မှုရောသွားပြင်းထန်မှုရောတော့မှညံပေါတခါကျတော့စင်ချင်းညာမလို့ညာတန်းပေါင်းလိုက်လို့ရတယ်ဟုတ်လားဒီတကအဲ့ထဲရစကလုံးကြီးထွက်လာရင်တော့ကောင်းတော့လေ့ကျင့်ပြီးတော့ကောင်းလေ့ကျင့်နော်အဲ့ဒါတွေလေ့ကျင့်တဲ့အများကြီးပဲအသိဉာဏ်ကောင်းသွားပြီအခုတော့တွေ့တာကိုပဲသတိတော်ကောင်းသွားပြီလေဘာလို့ကိုယ်စိတ်မှာဖြစ်နေတာကိုသိတယ်ဆိုရဲကအပြင်ကိုသိအာယုံမထားတော့လေကိုမှသတိတော်ကောင်းနေတာအခုကသမီးတွေ့တဲ့ကိုယ်စိတ်မှာဖြစ်နေတဲ့ process တွေညာပြောင်းထားတယ်လားဟုတ်ပြီနော်ရပြီနော်ကျေးဇူးတင်ပါတယ်ဆရာအေးပါကြည့်လို့ကောင်းတဲ့အကွက်တွေကြည့်လို့ကောင်းတဲ့အကွက်တွေလူတွေကြည့်လို့ကောင်းတဲ့အကွက်တွေကိုမကျင့်ဘူးနော်တရားကောင်းမှမသိဘူးပေါ့ကွာတရားကောင်းမှမသိတော့အဲ့တော့တရားအထုတ်တဲ့သူကမမီတို့လည်းဆရာခဏပြောတယ်အတိတ်တွေထပ်တွေ့မယ်နော်အဲ့အတိတ်တွေကတကယ်ကျင့်မှုတွေ့လာတာဟုတ်လားအဲ့အတိတ်တွေတွေ့လာဘာလို့မှမသိဘူးဆိုတာလာပြောကြတယ်အရန်စိတ်ညစ်ဖို့ပေါ့နော်တွေ့ရဆိုတာလကားတွေ့တာမဟုတ်တာကိုယ်သတိတွေကောင်းလို့တွေ့လာလေအဲ့သတိကောင်းလို့တွေ့လာကဘာဆက်လုပ်အောင်လဲကိုပေါ့အဲ့မှာ
ညှစ်ထုတ်စမ်းပါဟာညှစ်ထုတ်စမ်းပါနော်တရားထုတ်သူကအတိတ်တွေထပ်တွေ့လာမယ်အတိတ်တွေ့တိုင်းမှာဉာဏ်ဖြစ်အောင်လုပ်မယ်ဉာဏ်ဖြစ်ဖို့ဆိုဘိစိတ်ကိုပြန်သွားစိတ်အေးရမယ်တတိထားရမယ်လိုအပ်ဆင်ခြင်မှုပေါင်းစပ်မယ်ပြီးရင်ဉာဏ်ဖြစ်အောင်ကြည့်မယ်ဒါပဲအဲ့ဒါဘာလာအဲ့တိုင်းနေရှင်းပါနော်အတိတ်ပေါ်တယ်အတိတ်ပေါ်သူကဘာလုပ်လဲပြူပြဲဖြစ်တယ်ဟုတ်လားပြူပြဲဖြစ်တယ်နော်ဆရာတို့တင်တာဘာတွေ့စိတ်အေးတာသူကဘာတွေ့ပြူပြဲဖြစ်အဲ့ရစမှာတာနော်ပြောပါဦးပဲတီတာဘာလဲတီတာလေးနဲ့ကျွန်မအဲ့ဒါအကျင့်ပါနေလို့တော့ပြန်အဲ့ကျင့်ကိုဖျက်နေတာကျွန်တော်တို့ကနော်အဲ့ကျင့်ကိုပြင်နေတာနော်အဲ့ကျင့်ကိုပြင်နေတာအဲ့ဒါဘာတွေ့စိတ်အေးတာဖြစ်စေသည်လိုအပ်ဆင်ခြင်းပြီးညာဖြစ်အောင်လို့အဲ့ဒါမှနော်အဲ့ဆိုရင်ဒီနေ့တင်တာတော့တော်ကြဘူးနာကြဘူးနော်မနေ့ပြန်တော့ဆရာတို့ကစန်ဒေးဆိုတော့ဆရာမဝင်ဖြစ်ဘူးနော်မန်ဒီကြတော့ဝိသုဒ္ဓိပြန်တင်ပေးမယ်ဟုတ်ပြီနော်နာကြဘူးဟုတ်ကဲ့ပါဆရာ